ဒီရက်လေဖဲဥဘေးရက်လေးကိုလည်းလေအော်စီကမမကပဲအားပေးသွားနော်ဖဲဥတွေကိုမှလေရူဘီလိုက်ကာလာတွေကြီးပဲတီးတန့်တုံးထားပေးရပြီးတော့ဒီမှာနော်မြုံဝန်းလေးတွေနော်ကိုမတို့နော်တကယ်ဟိုမှာရှက်ပပရနာလေးဒီပါရှင်ကြောက်ဆိုလဲတကယ်ကိုရည်သေးကောင်းပြီးအရင်ရှိတဲ့ကြောက်လေးပဲတီးတန့်ခတ်ထားပေးရပါနော်အထေကကျတော့ရိုးရားရွှေစိတ်တွေလေးနဲ့တုံးထားပေးရရှင်ဒီရက်တလော့တွေဝယ်တဲ့ထဲမှာလေနော်တချို့လေးတွေကိုဒီမှာဒါလေးတွေကိုလေစစ်ချက်ထုတ်ထားပေးရဒီမှာဒီရက်လက်စွပ်လေးတွေဒီမှာဒီရက်လက်စွပ်လေးဆိုဒီမှာနော်ဒီမှာဒါလေးဆိုလဲဒီမှာနော်ဟိုဟာလေး network tourmaline ကိုမှဒီမှာ ruby light ဆိုမှထွက်တယ်နော်ဒီဟာလေး ruby light color ဆိုမှထွက်တယ်နော်ဒီမှာပြီးခါကျတော့ locket လေးတွေရောတီးတန့်လေးထပ်ဝယ်လေးတွေဖဲအုပ်လုံးဝကြိုက်တယ်ဆိုမှပေါ့နော်ဖဲအုပ်တီးတန့်ဒီမှာဖဲအုပ်ဆိုလဲဒီမှာဒါလေးဆိုလဲလေဒီမှာ locket တီးလေးတွေလေနော်ဒါလေးတွေကဒီမှာဒါလို့ဆိုရင်ဒီမှာ ruby light color နော်network tourmaline နော်ဒီမှာကြည့်လိုက်အောင်ဒါလေးတွေနော်ဒီလိုဖဲအုပ်လေးတွေကလေ ruby light color လေးတွေကလေတစ်ခါရဖို့ကလည်းမလွယ်ဘူးဒီဆက်လေးဆိုရင်ဘလော့လေးကိုမတင်လိုက်ရဘူး Viber မှာအားပေးတော့ပေါ့နော်ခုလိုလေးယုံကြည်နေအားပေးသွားတဲ့မမကိုလေးကျေးဇူးအများကြီးတင်ပါတယ်ရှင်မရေရနာလေးဒုက္ခကြီးပေါ်ပါစေလို့ရနာလေးရှက်ရနာလာပါစေနော်ဒီထဲမှာကတော့အဖို့တန်ရလဲဆက်တော့ပိုက်ဆိုင်နေပါစေလို့ညီမလေးဆုမတောင်းလိုက်ပါတယ်ရှင်